5GB broadband မှာကြိုးဆိုပါရစေ Global Technology ကုမ္ပဏီဟာ2002ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့ပထမ10စုနှစ်တစုကျော်ကိုဤပညာဝန်ဆောင်မှုများပေးခြင်းတင်နန်းများပို့ချခြင်းရေနံနဲ့သဘာဝဓာတ်ငွေကုမ္ပဏီများတို့နိုင်ငံတကာစက်ကြောင်းများကိုတွေ့ရန်ခြင်းအစရှိတဲ့ Advanced Technology ဝန်ဆောင်မှုများကိုဆောင်ရွက်ပြီးတော့မှစတင်ခဲ့တဲ့ဤပညာပွဲစုတစ်ခုဖြစ်ပါတယ်2013ခုနှစ်မှာမြန်မာနိုင်ငံရဲ့စက်သွယ်ရေးကဏ္ဍမူဝါဒပြုပြင်ပြောင်းလဲမှုများနဲ့အတူပုဂ္ဂလိကကဏ္ဍရဲ့ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာတဲ့အချိန်ကစလို့ Global Technology ဟာမြန်မာနိုင်ငံရန်ကုန်မြို့အပါအဝင်မြို့ကြီးတွေအများအပြားမှာစက်သွယ်ရေးကွန်ရက်စက်ကြောင်းများကိုတည်ဆောက်ခြင်း Fiber Optic ကွန်ရက်များကိုပြည်တွင်းပြည်ပအသိပညာရှင်တက်ပညာရှင်များနဲ့စနစ်တကျဒီဇိုင်းရေးဆွဲတည်ဆောက်ခြင်းနိုင်ငံတကာစက်ကြောင်း International Gateway များဓာတ်ရိုက်ချိတ်ဆက်ခြင်းလုပ်ငန်းများကိုနှင်းညစင်စမ်းမပြတ်ဆောင်ရွက်ခဲ့ပါတယ်။ Fiber Optic သွယ်တန်းခြင်းမှာလိုအပ်တဲ့ Right of Way ဆိုတဲ့ Fiber Optic သွယ်တန်းမှုကိုလည်းသက်ဆိုင်ရာ Municipal တွေနဲ့ Electric Corporation များမှတစ်ဆင့်အမှန်တကယ်ရယူပြီးတော့ရေသွေးမြင့်မာတဲ့စက်ကြောင်းတွေကိုတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Global Technology ကနေ Mobile Operator များသုံးစွဲရန် High Quality Infrastructure များ AAE ပင်လယ်အောက်ဆက်သွယ်ရေးစက်ကြောင်းများ International Cross Border များကိုဖြတ်ကျော်သွယ်တန်းပြီးအထူးတည်ဆောက်ထားတဲ့ Communication Facility တွေ High Standard Network တွေကိုမြန်မာနိုင်ငံမှာရှိနေတဲ့မိဘပြည်သူတွေအနေနဲ့နေ့စဉ်အိမ်တွေရုံးတွေမှာအသုံးပြုနိုင်ကြစေရန်ရည်ရွယ်ပြီးတော့ 5GB Broadband ကို2019မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ 5GB Broadband ရဲ့ Internet စက်ကြောင်းတွေကကမ္ဘာနိုင်ငံအနှံ့အပြားမှာရှိနေတဲ့ Content Delivery Network များ Data Center ကြီးများ Google, Netflix အစရှိတဲ့ကမ္ဘာကျော် Streaming ကုမ္ပဏီကြီးများကိုတိုက်ရိုက်ချိတ်ဆက်ထားပါရဲ့ရှင်။ဒါအပြင် gaming နဲ့ပတ်သက်ပြီးတော့ best possible user service experience ကိုထပ်မံဖန်တီးပေးထားခြင်း cloud gaming service နဲ့ပတ်သက်ပြီးတော့တိကျသေးကြတဲ့ဝန်ဆောင်မှုရှိခြင်းတင်ကျင်ကောင်းမွန်တဲ့ robust digital infrastructure ရှိခြင်း Atmos security တွေအတွက် Equinix တို့နဲ့တိုးမြင့်ချိတ်ဆက်ပေးထားခြင်းအဓိကခြားတဲ့အချက်အနေနဲ့ latency အနည်းဆုံးဖြစ်ခြင်းစတဲ့အားသာချက်တွေကိုနိုင်ငံတကာမှာရှိတဲ့ cloud gaming data center ကြီးတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတဲ့ 5GB broadband internet ကပြည့်စုံနိုင်နေပြီဖြစ်ပါတယ်5GB Broadband ဟာနည်းပညာဆိုင်ရာကျွမ်းကျင်တဲ့ပြည်ပပြည်ပပညာရှင်များကိုယ်တိုင် Professional စနစ်ကျစွာတည်ဆောက်ထားတဲ့စက်သွယ်ရေးစနစ်များဖြစ်ခြင်းယခုအချိန်အထိအောင်မြင်တဲ့ Internet Broadband ကုမ္ပဏီတစ်ခုဖြစ်ခြင်း 24/7 ဝန်ဆောင်မှုပေးနိုင်တဲ့ On-Demand Channel Service Center များထားရှိခြင်းမြန်မာနိုင်ငံမှာ Highest Available Internet Provider တဦးအဖြစ်ရည်တည်ခြင်းများအပြင်အပ်ထားချိတ်ဆက်ဖို့များကိုလည်းအကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်ယခုလိုသုံးစွဲသူလူကြီးမင်းတွေကိုစိတ်ချနှံမှုရရှိစေရန်ဆောင်ရွက်ပေးလျက်ရှိတဲ့ 5GB Broadband ဖြစ်တာနဲ့အညီကမ္ဘာအင်တာနက်အဆင့်သတ်မှတ်ချက် Internet Ranking မှာမြန်မာနိုင်ငံရဲ့စက်သွယ်ရေးအင်တာနက်အမြန်ဆုံးအဆင့်ကို121ကနေ118အထိအဆင့်3ဆင့်ပုံမှန်မြင့်တက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ထို့ကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်းနဲ့အတူမြန်မာအမြန်ဆုံးအင်တာနက်မြန်မာ Fastest Internet Broadband စုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။အဆိုပါစုကအဖွဲ့အစည်းတစ်ခုကပေးအပ်တဲ့စုစည်းမျိုးမဟုတ်ပဲသုံးစွဲသူ user တွေကတန်းနေချီspeed အကြိမ်ပေါင်းများစွာစစ်ဆေးမှုတွေကိုပြုလုပ်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံရဲ့ Internet Provider တွေအားလုံးကိုနှိုင်းယှဉ်ပြီးတော့မှရရှိခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်စုတစ်ခုအနေနဲ့နိုင်ငံပေါင်း48နိုင်ငံမှာရှင်ပြိုင်ခဲ့ရတဲ့ Broadband Company of the Year ဆုကိုမြန်မာနိုင်ငံအတွက်2023ခုနှစ်မှာဆုခုနိုင်ခဲ့ပါတယ်။ယခုကျင်းပနေတဲ့အခမ်းအနားကလည်းအခုလိုဆုတွေရခဲ့တာကိုအထိမ်းအမှတ်အနေနဲ့သုံးစွဲသူ user တွေကိုပေးစုတင်ဂုဏ်ပြုတဲ့အမှတ်တရအခမ်းအနားပဲဖြစ်ပါတယ်။21နှစ်တက်တန်းရှိပြီဖြစ်တဲ့ Global Technology Company Limited ရဲ့ဝန်ဆောင်မှုတစ်ခုအမှတ်တရတစ်ခုဖြစ်တဲ့ 5GB Broadband မှာရည်ရွယ်ချက်9ရက်သို့မဟုတ်ကျွန်တော်တို့သုံးစွဲသူမိဘပြည်သူများကိုဂရုကဝတ်ပြုထားတဲ့အချက်5ချက်အနေနဲ့ရှိပါတယ်ပထမအချက်အနေနဲ့ကတော့အများပြည်သူသုံးစွဲနိုင်တဲ့ဈေးနှုန်းချို့သားတဲ့သက်သာတဲ့အင်တာနက်ဝန်ဆောင်မှုတွေပေးနိုင်ရေးဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ဉာဏ်နှုံးမြင့်ဉာဏ်နှုံးအမြင့်ဆုံးအင်တာနက်ဝန်ဆောင်မှုများပေးနိုင်ရေးဖြစ်ပါတယ်
တတိယအချက်အနေနဲ့ကတော့အင်တာနက်ကိုသုံးစွဲတဲ့အခါမှာသုံးစွဲမှုများလာတဲ့အခါမှာဉာဏ်နှုန်းကိုလျှော့ချခြင်းထိန်းချုပ်ခြင်းတွေမပါဝင်ဘဲနဲ့သုံးစွဲမှုအကန့်အသတ်နဲ့ unlimited usage unlimited download internet ဝန်ဆောင်မှုတွေပေးနိုင်ရေးဖြစ်ပါတယ်။သဒုတ်အချက်အနေနဲ့ကတော့ကျွန်တော်တို့ရန်ကုန်မြို့ကြီးကဲ့သို့မြို့ကြီးတွေတင်မကဘဲနဲ့အခြားမြို့များဟိုပါဝန်ဆောင်မှုတွေကြဲကြဲပြန့်ပြန့်နဲ့အားလုံးတပြေးညီသုံးစွဲနိုင်ရေးဖြစ်ပါတယ်။ပြင်ဆင်မအချက်နောက်ဆုံးအချက်အနေနဲ့ကတော့တာမန်အင်တာနက်ဝန်ဆောင်မှုတင်မကဘဲနဲ့အခြား digital ဝန်ဆောင်မှုများကိုပါထပ်မံပေါင်းစပ်ပြီးတော့ streaming video streaming entertainment ဝန်ဆောင်မှုတွေပညာရေးအထောက်အကူပြုဝန်ဆောင်မှုတွေကိုပါထပ်မံပေါင်းထည့်ပြီးဝန်ဆောင်မှုပေးနိုင်ရေးပဲဖြစ်ပါတယ်ဒီဂတိကဝတ်9ရက်ကိုကျွန်တော်တို့ 5BB ဝန်ထမ်းမိသားစုများအားလုံးစိတ်ထဲမှာအမြဲထားပြီးတော့အမြဲတမ်းစူးစမ်းဆောင်ရွက်လျက်ရှိပါတယ်ဒါအပြင်ကျွန်တော်တို့ corporate social responsibility အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်အမြဲရပ်တည်ဖို့အမြဲကြိုးစားလျက်ရှိပါတယ် corporate social responsibility အောက်ကနေပြီးတော့လိုအပ်တဲ့ဒေသတွေမှာလိုအပ်တဲ့ထောက်ပံ့မှုတွေလူအတန်းတွေဤပညာအထောက်ပံ့တွေစသဖြင့်ကျွန်တော်တို့ဝန်ဆောင်မှုတွေအများတန်းကူညီပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ကိုဗစ်ကာလအခြားယာယီဥတုထိုးရတဲ့ဒေသစသဖြင့်ဒေသအရရက်မှာလိုအပ်တဲ့ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို corporate social responsibility အစီအစဉ်အောက်ကနေပြီးတော့ကျွန်တော်တို့အများတန်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်အခုချိန်မှာ 5BB broadband ကိုသုံးစွဲနေကြတဲ့လူကြီးမင်းများအားလုံးရဲ့နေ့စဉ်လူမှုဘဝတွေမှာအင်တာနက်ဆက်သွယ်ရေးစနစ်ရဲ့အခန်းကဏ္ဍဟာအင်တာနက်အရေးကြီးလာပါတယ်။ဒါကြောင့်မို့လို့လဲ Internet is a new oxygen လို့တော့ပြောနေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ယနေ့ဒီအင်တာနက်ကိုသုံးစွဲပြီးတော့လုပ်ကိုင်နေကြရတဲ့နေ့စဉ်လူမှုဘဝတွေမှာအစားအသောက်မှာလာကအစကလေးပညာရေးအလယ်မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်တဲ့လုပ်ဖို့အဆုံးအားလုံးဟာဒီ internet စနစ်ပေါ်မှာပဲမှီခိုနေကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူကြီးမင်းတို့ရဲ့နေ့စဉ်လူမှုဘဝမှာကျွန်တော်တို့ဒီ 5BB broadband ရဲ့ပါဝင်ပတ်သက်မှုဟာအတိုင်းအတာတစ်ခုထိရှိနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီလို MDM အရေးပါတဲ့ internet စနစ်ကို service quality အကောင်းဆုံးပံ့ပိုးပေးနိုင်မှုအတွက်ကိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ 5BB broadband ဖွဲ့သားတွေအားလုံးဟာလိုက်ပါပြင်ဆင်ပြီးတော့စူးစမ်းဆောင်ရွက်ကြရပါတယ်။ဒီလိုလိုက်ပါပြီးတော့စူးစမ်းပြင်ဆင်ဆောင်ရွက်တဲ့နေရာမှာတူဦးတစ်ယောက်တည်းကျွန်တော်တို့ဆောင်ရွက်လို့မရဘူးအစုအဖွဲ့တစ်ခုတည်းဆောင်ရွက်လို့မရဘဲနဲ့ကျွန်တော်ဒီ 5BB broadband အဖွဲ့သားတွေအားလုံးဟာ service quality အကောင်းဆုံး internet စနစ်တစ်ခုကိုပေးမယ်ဆိုတဲ့တူညီသောဆုံးဖြတ်ချက်တွေကိုချပြီးတော့မှအားလုံးလိုက်ပါဆောင်ရွက်ကြရတာပဲဖြစ်ပါတယ်ဒီလိုဆောင်ရွက်ကြရတဲ့နေရာမှာ engineering တွေ service သမားတွေ customer service တွေတော့ကျွန်တော်တို့ရဲ့ transportation တွေ vehicle တွေကအစကျွန်တော်တို့ရဲ့ဒီ administration တွေအပါအဝင်ပေါ့အားလုံးဟာ service quality အကောင်းဆုံးပေးမယ်ဆိုတဲ့တူညီသောဆုံးဖြတ်ချက်ခိုင်မာသောခံယူချက်တွေနဲ့ကျွန်တော်တို့ဟာ 24/7 ကျွန်တော်တို့24နာရီပတ်လုံး round the clock ကျွန်တော်တို့စူးစမ်းပြီးတော့လိုက်ပါဆောင်ရွက်နေလို့ပါအခုလိုမျိုး quality အဆင့်တစ်ခုရှိတဲ့ internet ကိုလူကြီးမင်းတို့စီကိုကျွန်တော်တို့အရောက်ပံ့ပိုးပေးနေနိုင်တာပဲဖြစ်ပါတယ်ဒီလိုမျိုးပံ့ပိုးပေးနိုင်တဲ့ဘို့အတွက်ကိုကျွန်တော်တို့ဟာအဖွဲ့အများကြီးပါဝင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ internet မှာရှိနေတဲ့ communication စနစ်တွေ service ပြတ်တဲ့နေရာမှာချက်ချင်းသိနိုင်ဖို့ဘယ်နေရာမှာပြတ်တာလဲဆိုတာကိုသိဖို့ဘယ်အချိန်မှာ repair သွားလုပ်နိုင်မလဲဆိုတာသိဖို့အတွက်ကိုကျွန်တော်တို့က internet မှာလည်း digital transformation တွေကိုကျွန်တော်အများကြီးဆောင်ရွက်ထားလို့သာအခုလိုမျိုး internet quality တခုကိုလူကြီးမင်းတို့စီကိုကျွန်တော်အရောက်ပံ့ပိုးပေးနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ 5BB broadband ဟာ not good for the society not positive for the society တခုဖြစ်အောင်စူးစမ်းနေတဲ့ဖွဲ့စည်းတစ်ခုဖြစ်တယ်ဆိုတာကျွန်တော်ဒီနေရာမှာထပ်လောင်းပြီးတော့ဂရုပြုပြောကြားလိုပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ 5BB broadband ဟာ we are establishing one of the most successful dynamic and technologies company တခုအဖြစ်လူကြီးမင်းများအားလုံးနဲ့အတူတူတည်ဆောက်လျက်ရှိတယ်ဆိုတဲ့အကြောင်းကိုဒီ
ဒီနေရာမှာကျွန်တော်ထပ်လောင်းကတိပြုပြောကြားလိုက်ပါ